တအောင်လောက်နေတော့နောက်ထပ်ရွဲကုန်တဲ့တယောက်ရောက်လာတယ်ဦးဇင်းတို့ဘုရားလောင်းသူဝင်သွားပြီးသားလမ်းဖြစ်တဲ့အတွက်ကြောင့်ကုန်တယ်တို့ရဲ့ဂတိသစ္စာသူတို့ရဲ့ဝတ္တရားဝင်ဝင်ရှိသူရောင်းသွားပြီလေကြိုက်တော့ရောင်းသွားပြီလေအဲ့ဒီမှာဘုရားလောင်းကလည်းရွဲဆိုပြီးတော့ဝင်လာတော့အဲ့ဒီကလေးမလေးကဒီရွဲကိုအသေးအတန်ဝစ်ဆင်ရင်းနေတာဆိုတော့ကိုင်းရင်းနေတာဆိုတော့လှမ်းကြည့်တယ်ဟောဒီရွဲကုန်တွေကတော့သဘောကောင်းပုံရတယ်အဲ့ဒါနဲ့သူ့အမေကြီးကိုခေါ်အဘွားလာပါဦးဘာလဲနင်ထပ်ပြီးတော့ဝဲခြင်းမြန်ပြီလားစောစောတုန်းကတို့ကိုပိုးစိုးပဆက်ပြောသွားတာမကြားဘူးလားငါရှက်တယ်ဝဲမပေးနိုင်ဘူးနေပါဦးနဲ့စောစောကရွဲကုန်တွေနဲ့မတူပါဘူးဒါနည်းနည်းလေးသဘောကောင်းပုံရပါတယ်အဲ့ဒါနဲ့ကလေးမလေးကအပြောကောင်းတော့ဘွားကြီးကလည်းရက်ကန်နဲ့ပါလာအဲ့ဒါနဲ့ခုနခွက်ကြီးနဲ့ပဲဝဲကြပြန်ရောဝဲတော့ဖះလောင်းကအဲ့ဒီမှာမှတ်ကြောက်ကလေးအသာတင်ပြီးတော့ချစ်ကြည့်လိုက်တော့ဒါရွှေခွက်လို့သိတယ်ကံကောင်းခြင်းသူ့ရဲ့လက်ဖွားပေါ်မှာရောက်လာပြီနော်စောစောကလုံးကလည်းရောက်တာပဲနော်အခုဖះလောင်းကတော့ဘလို့အသုံးချမလဲသူ့ရဲ့မူရင်းစိတ်ဓာတ်ကဘလို့ရှိသလဲသူ့ရဲ့မူရင်းစိတ်ဓာတ်ကအဖွားတဲ့ဒါတသိန်းတန်နဲ့ရွှေခွက်ကြီးပဲတဲ့ကျွန်တော်မှဒီပစ္စည်းနဲ့တန်နဲ့ဒီပစ္စည်းနဲ့လဲရလောက်အောင်ထိုက်တန်တဲ့ပစ္စည်းမပါပါဘူးတဲ့ဘလောက်ရိုးသားလဲဒါပေမဲ့ဒီဇတ်တော်ကြီးကိုဦးဇင်းတို့မြတ်စွာဘုရားကရိုးသားမှုရဲ့ဂုဏ်ကိုပေါ်စေခြင်းလို့ဟောတာမဟုတ်ဘူးနော်ရလာတဲ့အခွင့်အရေးကိုလက်လွတ်ဆုံးရှုံးသွားရင်ကြီးကျယ်တဲ့ဒုက္ခတွေကြီးကျယ်တဲ့ပူလောင်မှုတွေတွေ့ရတတ်တယ်ဆိုတာနဲ့ပတ်သက်ပြီးတော့သင်္ကန်းလာရစေခြင်းလို့ဟောတာဒါပေမဲ့ဒီမှာရိုးသားမှုကိုလည်းတွေ့ရတယ်သူ့ရဲ့စိတ်ဓာတ်ကလေးဒါနဲ့ထိုက်တန်တဲ့ပစ္စည်းသူ့မှာပါလေမပါပါဘူးတဲ့အဲ့ဒီလိုပြောတော့ဘွားကြီးကအံ့ဩတယ်အမောင်းတဲ့စောစောကသူကပဲဝက်တောင်မတန်ဘူးဆိုပြီးအဖွားတို့ကိုပို့ချိုးမြစ်ချိုးပြောပြီးတော့သွားတာတဲ့ဒီရွှေခွက်ကြီးကမောင်ရဲ့ဘုံကံကြောင့်ရွှေခွက်ဖြစ်သွားတာနဲ့တူတယ်တဲ့စောစောကပဲဝက်တောင်မတန်ဘူးတဲ့အခုရွှေခွက်ဖြစ်သွားတာမောင်ကံကြောင့်ဖြစ်သွားတာအဲ့ဒါငါမြေးကလေးပန်ဖို့ရွဲတကုန်းနှစ်ကုန်းရရင်တော်ပြီတဲ့ဘွားကြီးကလည်းပြတ်သားတယ်နော်အဲ့ဒီတော့ဘုရားလောင်းကတောင်းပန်တယ်မယူဘုရားရှင်နဲ့ဒါနဲ့တန်တာမပါဘူးအဲ့ဒီမှာဘွားကြီးကလည်းပြုံးရွှင်ပြီးတော့သဘောကျတာပေါ့ရိုးသားတဲ့လူနဲ့တွေ့တော့အဲ့ဒီတော့မောင်းတိုင်းနဲ့မောင်းကံဒီရွှေကိုကြီးယူလာသွားအဲ့ဒီမှာဘုရားလောင်းကကိုင်းအဲ့လိုဆိုလို့ရှိရင်ကျွန်တော်မှရွဲရောင်းပြီးသားအသပြာ900ရှိတယ်ဟောဒီမရောင်းရသေးတဲ့ပစ္စည်းတွေကိုအကုန်တွက်ချက်လိုက်တော့လေအသပြာ900ဘိုးလောက်ရှိတယ်အဲ့တော့ဒီရွဲအထမ်းကြီးလိုက်အသပြာ900လည်းသူတို့ကိုပေးထားခဲ့တယ်ရွဲအထမ်းကြီးလိုက်အကုန်လည်းပေးတယ်ဘာယူသွားတော့ဆိုတော့ချိန်ဝင်